မတည်ခဲ့ရင်ဒီလိုလေးပဲသွားပြီးတော့နော်နှစ်20 30လဲအဖိုးကြီးဖွားကြီးဖြစ်သွားတဲ့ဒီတိုင်းပဲသွားပြီးတော့ဗာဒါမကြခင်သိမှာပဲအဲ့တော့နောက်တဲ့နှစ်ပေါင်း20နေရမယ်ဆိုရင်တော့မှကြာလာပြီမထင်နဲ့ပြောလို့တာကကိုဘွားကိုဘလို့ပုံစံနဲ့အဆုံးသတ်မလဲဒါလေးအခုဒီကမေးခွန်းရှင်မေးတဲ့အတိုင်းဖုံဖြေတာပါဘာလို့တင်တယ်လဲဆိုတော့နံပါတ်1ဘုံပြောလို့တရားဓမ္မရအောင်ကြိုးစားမယ်မိမိနဲ့မိမိရဲ့ပတ်ဝန်းကျင်ကိုအတတ်နိုင်ဆုံးဓမ္မအစစ်မှန်တဲ့ဓမ္မတွေကိုနံပါတ်1ကိုယ်မှရှိမှကိုကပေးလို့ရမှာလေအရင်ဆုံးကိုယ့်ကိုကျင့်ကိုယ်မှမရှိဘဲနဲ့ပေးလို့မရဘူးဝါမရှိပဲဝိမလုံးနဲ့ဆိုတာလေအဲ့လိုအခုကကိုယ်တိုင်လည်းတရားမကျင့်သေးဘဲနဲ့နာမည်ကြီးခြင်းတဲ့စိတ်လက်လာပဲရခြင်းတဲ့စိတ်အထင်ကြီးခံခြင်းတဲ့စိတ်လာဘက်တက်ကတိလောကစိတ်တွေနဲ့တချို့တရားတွေပြကြဘုံမတိဘာမတိတရားတွေဟောကြဒါကြောင့်အန်နေအမြတ်များတယ်အရင်ဆုံးမိမိကိုယ်ကိုဆုံးမကိုယ်ရအောင်ထပ်တိအောင်လို့ဆိုတာအတိုင်းအတာတစ်ခုရအောင်ကျင့်ပြီဆိုမှကိုယ်မှရှိပြီဆိုမှကိုယ်ရှိတဲ့တရားဓမ္မကိုပေးနိုင်မှာနော်ဒီလိုမျိုးမျှဝေရမှာအဲ့တော့အရင်ဆုံးလူပြည်မှာဘာတာဝန်ရှိတယ်လဲဆိုတော့မိမိရဲ့မိသားစုမိမိပတ်ဝန်းကျင်ကောင်းကျိုးဖြစ်အောင်အတတ်နိုင်ဆုံးကြိုးစားအရင်ဆုံးမိမိကိုယ်တိုင်ကမ်းပေါ်ရအောင်ကြိုးစားမိမိကိုယ်တိုင်လည်းကြိုးစားမိမိပတ်ဝန်းကျင်လည်းအတတ်နိုင်ဆုံးဖျားတရားကောင်းမှုကုသိုလ်တွေမလုပ်ချင်တဲ့သူတွေလုပ်ချင်အောင်လုပ်ဖြစ်အောင်စီယုံဆွဲဆောင်ဟောပြောပြကိုယ်တိုင်လည်းစံနမူနာဖြစ်အောင်ကျင့်ပြီးတော့ဘာလုပ်တယ်လဲဆိုတော့ဒါတရားရအောင်လုပ်တယ်လေနော်တရားသူမရဘဲနဲ့တည်သွားရင်တော့အပယ်ကြရင်တော့ပြောင်းလွတ်ဖို့မရှိပါဘူးနော်ဘာတွေလုပ်တင်တယ်လဲတာမဲ့လူတွေအနေနဲ့လည်းဘာလုပ်တင်တယ်လဲဆိုတော့တရားရအောင်လုပ်တင်တယ်စောင်းနေစီးပွားရေးတွေကိုလည်း limit လေးတစ်ခုလုပ်တာပေါ့ငါအသက်ဘယ်အရွယ်မှာငါဘာလုပ်မလဲဒါပေမဲ့အဲ့အရွယ်မတိုင်ရင်ကိုတည်နိုင်တယ်လဲထဲ့တော့တွက်ထားရမယ်ပေါ့နော်ဘုန်းကြီးတို့ဒါ plan A plan B ပေါ့ငါအခုစီးပွားဘယ်ရွယ်တိရှာမယ်ဘယ်ရွယ်တိငါဘာလုပ်မယ်ဘယ်ရွယ်ရောက်ရင်တော့အသက်ဘယ်လောက်ရရင်တော့ငါဖျားတရားနယ်ပဲငါနေတော့မယ်ဒီလိုမျိုးတွေကို limitခိုင်မာတဲ့ဆုံးဖြတ်ချက်ချဖို့လိုတယ်တကယ်အဲ့ဒီရွယ်ရောက်ရင်လည်းတချို့ကလည်းပြောသေးတယ်ဒီတော့အသက်60ပြည့်တရားပဲအထုတ်တော့မှာပါလို့ပြောပြီး60ပြည့်ပြီးတော့တရားအားမထုတ်တဲ့တက္ကကြီးတွေအများကြီးပဲတက္ကမကြီးတွေဘဘလျှောက်တယ်ဒီတော့အသက်60ပြည့်တရားပဲလုပ်တော့မှာတကယ်60ပြည့်တော့လည်းဒီတော့အလုပ်လေးတွေလက်စားတက်လို့မရသေးလို့ပါဗျာလွှဲလို့မရသေးလို့ပါဗျာအဲ့ဒါနဲ့ပဲတေုံရှိတာပဲမတတ်နိုင်ဘူးအဲ့လိုမျိုးတွေရှိတယ်နော်တချို့တရားဓမ္မတွေဘဘကဒီလိုမျိုးဆုံးမတော့လေဥပမာလွန်ခဲ့တဲ့9နှစ်လောက်ကဘဘဆုံးမတဲ့တရားဓမ္မတွေပေါ့သူတို့အသက်ကမေးကြည့်ရော55ဘယ်ရွယ်ထိစီးပွားရေးလုံးမှာဒီကအသက်60ထိပဲဒီကအသက်60ပြည့်တော်ပြီဖျားတယ်ပြောလိုက်တော့အဲ့ဒါတကယ်အခု60ပြည့်တော့ဒီ60ပြည့်ပြီနော်ဖမတ်မိရနော်လွန်ခဲ့တဲ့9နှစ်ကဒီ60ပြည့်တရားပဲလုပ်တော့မယ်ပြောအခု60ပြည့်ပြီရောအဲ့ကြောင့်မှတမဗျာတပြီးတော့အလုပ်လေးတွေကဘာဖြစ်လို့ညာဖြစ်လို့လဲနော်အဲ့ဒါကိလေသာရဲ့လှည့်စားချက်တွေအဲ့လိုမျိုးဆုံးဖြတ်ချက်ချပြီးလက်တွေ့မလုပ်ရင်လည်းကားပဲကိုကပြက်တာလုံးအဲ့ဒီအရွယ်ရောက်ရင်အဲ့ဒီအရွယ်မှာငါဖျားတရားပဲလုပ်တော့မယ်ဆိုရင်အဲ့ဒီအရွယ်ဖြစ်အောင်လုပ်ပြောလို့တာစီးပွားရေးနဲ့ပဲအချိန်ကုန်သွားရင်တော့လူပြကျိုးရှုံးပြီပဲလူပြကျိုးမနှက်ဘူးပဲအဲ့တော့ကိုကတာမဲ့လူတွေအနေနဲ့လည်းကိုမိသားစုကိုလည်းကိုကနားလည်အောင်ပြောပြပြီးရောကိုယ်တိုင်လည်းတရားရအောင်ကြိုးစားပါလို့ပဲဘုံဖြေချပေးတယ်မေးတဲ့မေးခွန်းကတော့အများကြီးပဲဘုံလည်းအခုအများကြီးရောပြီးတော့လုံးပြီးဖြေလိုက်တယ်ဒါရှင်းမယ်လို့ယူဆပါတယ်နော်ဘယ်လိုပုံစံလုပ်မလဲဖုံလည်းဒီတိုင်းသွားမှာပဲဒါပေမဲ့ဖုံလို့ဘုန်းကြီးဝတ်ပါလို့ဖုံပြောနေတာတော့မဟုတ်ဘူးဘုန်းကြီးဝတ်နိုင်ဝင်မဝတ်နိုင်လည်းအဓိကမကြပါဘူးနော်ဒါဘုန်းကြီးဝတ်ပြီးပြရလဲဘုန်းကြီးတို့လည်းတူအောင်လဲနေပေါ့နော်ဘုန်းကြီးဘွားမှာဘုန်းကြီးမွေးဖြစ်ဘူးဆိုရင်လည်းကိစ္စမရှိဘူးလူဘွားမှာကိုကအတိတ်ပဲရှိအောင်ဘယ်လိုလုပ်မလဲဘုန်းကြီးဝတ်မှာမေတ္တာရှင်ဝတ်မှာတော့မဟုတ်ပါဘူးနော်လူဘွားမှာကိုကတရားဓမ္မနဲ့ဘဝကိုအေးချမ်းစွာနှီးကုန်းချုံနိုင်အောင်တော့ကြိုးစားရမယ်အဲ့လိုမျိုးတာဘုန်းတော်မကြိုးစားနိုင်ဘူးဆိုရင်တော့ဒါလူပြကျိုးရှုံးပြီပဲလို့ဒါလူပြကျိုးမနှက်ဘူးလို့တတ်မှတ်ရမယ်ပေါ့မေကွန်းရှင်ကတော့မေးရတာအများကြီးပဲဘုံကူဖြေချပေးပါတယ်ကိုကြိုက်တဲ့လမ်းရွေးချယ်ကြပေါ့ဘုံတို့ကတော့ဒီဓမ္မလမ်းစဉ်ပဲရွေးချယ်ပါတယ်ဒီဓမ္မလမ်းစဉ်နဲ့ပဲတရားဓမ္မနဲ့ပဲဘဝကိုအဆုံးတတ်သွားမှာဖြစ်တယ်တန်တာတစ်လျှောက်လုံးမှာကိုတာမဖြစ်ဘူးတဲ့ဘဝမရှိဘူးနော်ဒါကိုတာမလုပ်ဘူးတဲ့အလုပ်လည်းမရှိဘူးမရောက်ဘူးတဲ့နေရာလည်းမရှိဘူးအဲကြတော့ဒီဘဝမှာတော့အဲ့ဘယ်တော့မှမပြီးဆုံးနိုင်တဲ့အလုပ်တွေဘုန်းတော်မလုပ်ချင်တော့ဘူးပြီးဆုံးနိုင်တဲ့ပန်းနိုင်ရှိတဲ့အလုပ်ကိုပဲလုပ်ချင်တယ်နိဗ္ဗာန်ဆိုတဲ့ပန်းနိုင်ရှိရလောကီမှာပန်းနိုင်မရှိဘူးဘယ်တော့မှမပြီးဆုံးဘယ်တော့မှလည်းပြီးမှာဘယ်တော့မှလည်းအားမှာမဟုတ်ဘူးဘယ်တော့မှမပြီးနိုင်တဲ့အလုပ်တွေလုပ်ပြီးတော့ဘဝအမောတွေနဲ့အဆုံးမတက်ချင်ဘူးဘဝကတော့အဲ့ဒီဓမ္မလမ်းဆုံးရှိတဲ့နိဗ္ဗာန်တည်းဟူတော့လမ်းဆုံးရှိတဲ့ဒါတော့တေကြတဲ့လမ်းရှိနေပါရဲ့နဲ့မတေကြမရတဲ့လမ်းဘာလို့ရှောက်နေတော့မှာဘဝကတော့ဒီဓမ္မလမ်းစဉ်ကိုပဲရွေးချယ်တယ်ဘုန်းကြီးဝတ်တာမွေးတာဒီကမားတို့အပိုင်းဒါပေမဲ့ဒီဓမ္မလမ်းစဉ်ရွေးချယ်တဲ့အကြောင်းဘုံကဖြေချပေးပါတယ်ဘုံလည်းမောပြီနော်ဟုတ်တယ်နားရှင်းပြီထင်ပါတယ်မေကွန်းရှင်ရောတခြားဘုံတို့ဒါတရားနာတဲ့ဒီကဓမ္မတွေရောနားရှင်းပြီထင်တယ်နော်
တော့ဘုံတရားဟောတာလည်းကြာသွားပြီဘုံကဘုံဒါမနေ့ရဒါမကျင်းဖြစ်တော့လေဘုံကမျက်လုံးမနှဲဖွင့်ပြီးဟောနေရတာနော်ဘုံခေါင်းနဲ့မူးနေတယ်ခေါင်းကြိုက်တာဗောနော်ဘုံဒါတွေးပေါင်ကြတာနေမှာဗညမကျင်းဖြစ်တော့လေဒါပေမဲ့အဲ့ဒီကနေဘုံဒါမဖြစ်ဖြစ်အောင်အာတင်ပြီးဟောတာနော်ဟိုမှာနိုင်ကဘုန်းကြီးတွေကဘုံတရားဟောလို့ဖြစ်ပါမလားဘုံညလည်းမကျင်းနေလေလည်းတိတ်မနာတာတော့နားလိုက်ပါလားဒီနေ့ညမဟောပဲနေလိုက်ပါလားအဲ့လိုနေပြီစီတော့ဘုံတပတ်မှာဒီ2ရက်လေးဟောရတာဒီကနေ့မှဒီစောင့်နေတဲ့သူတွေရှိတယ်။ online ယောဂီတွေလည်းရှိတယ်အခုဒီမှာလာနာမဲ့သူတွေလည်းရှိတယ်။ရတယ်ဘုံဟောလိုက်မှာအာယူပြီးဟောမယ်လို့ဟောတာ။ဒါတော့အခုဘုံ2နာရီနီးပါးကြာသွားပြီနော်။အဲ့တော့ဘုံရဲ့စေနာမေတ္တာကိုတန်ဖိုးထားတယ်တန်ဖိုးတည်တယ်ဆိုရင်တရားပူကြိုးစားပါ။နော်တရားပူကြိုးစားပြီးတော့ကိုဘယ်လမ်းအောင်ရှောက်မလဲကိုယ့်ကိုစဉ်းစားကိုယ့်ကိုဆုံးဖြတ်ကြ။နော်ဘလောက်လမ်းစဉ်ကောင်းတယ်ပြောကိုမလျှောက်ရင်တော့မရဘူးမိုင်မောင်းများစွာဝေးကွာတဲ့ခီချစ်တလန်းစရတာပဲဒါလုံးဝမစသေးတဲ့သူတွေအတွက်ဒါဟိုဖြစ်တာပဲချစ်တလန်းစရင်ဥပမာ10မိနစ်အလို့နော်ဥပမာဒီ10မိနစ်တရားမှတ်ရင်ဒီ10မိနစ်နိဗ္ဗာန်နဲ့နီးလာပဲဒီတဏှာကြီးတရားမဲ့တဏှာကြီးနိဗ္ဗာန်နဲ့နီးတာပဲတစ်ခါမဲ့တစ်ခါကုသိုလ်ရရပဲနှစ်ခါမဲ့နှစ်ခါကုသိုလ်ရပဲနိဗ္ဗာန်ကိုလုံးဝမသွားတာနဲ့ဆိုင်ချစ်တလန်းတက်တာတယ်ချစ်တလန်းပေါ့နော်ဟာဖုံပြဒီလိုတော့နောက်အရန်ကြနေပြီမိပါတော့မလားမသွေးနဲ့အခုအတိရှိပြီအခုရှော့ရင်ရက်နေတဲ့သူနဲ့ဆိုင်တော့နိဗ္ဗာန်နဲ့ကိုအပူနီးလာပြီပဲဟုတ်ပြီနော်9မိနစ်မှ9မိနစ်တရားအထုတ်ရင်9မိနစ်နိဗ္ဗာန်နဲ့နီးမှာပဲ9မိနစ်ဖခင်ရဲ့အဆုံးအမတိုင်းလိုက်နာကျင့်ကြံမယ်ဆိုရင်9မိနစ်နိဗ္ဗာန်နဲ့နီးလာပြီနိဗ္ဗာန်ရဲ့လမ်းစဉ်ကိုဒါရှောက်နေတာပဲအဲကြောင့်ပြောလို့တာကရက်နေတာနဲ့ဆိုင်ရှောက်နေတာခရီးရောက်ပါတယ်နော်မိုင်တန်းမောများစွာခရီးချစ်တလန်းအစရတယ်ပြောသလိုပဲအခုစကြတော့စတင်တယ်စားကြဖို့ပဲဘုံထက်တလဲလဲတိုက်တော့နေကဲအဲ့ဒီအတွက်တရားလဲနှီးကုန်ကြောအောင်နော်ဘုံ